နဘာချန်စီဦးတီလာတဲ့လမ်းမှာ S တယောက်စိန်ခေါ်မှုအသေးစားလေးကအစားလိုက်ရှင်းပေးနေပြီးတစ်ဖက်ကအရန်သားမာတဲ့ Ryan ဖြစ်နေတော့ဘာဘာစောလဲတိတ်တောင်းမှုနဲ့တင်အေးနေသွားလို့ S လဲပြန်ခေါ်လိုက်ပေမဲ့ဘာဘာစောကညှင်းပယ်လိုက်ပါတယ်ဘာဘာစောကတော့အနိုင်မရမချင်းစတိုက်မှဖြစ်လို့ကိုယ့်တဲ့ဘဏ္ဍစားလောက်တာဂယူးမဆိုင်ပဲဘာဘာစောက reserve leaf နဲ့တိုက်ခိုက်လိုက်တဲ့အချိန်ຫນွေကြိုးနဲ့ပါရိုက်ပေးလိုက်တော့တန်မာပါတယ်ဆိုတဲ့ Ryan လည်းရှုံးပေးလိုက်ရပါတယ်အဲလိုနဲ့ S အပြင် S ရဲ့ Pokemon တွေကတန်မာလာတဲ့အကြောင်းပြောနေတော့ဘာဘာစောကြောပေါ်မှာရှိတဲ့အဖူးကလည်းထူးဆန်းလာခဲ့ပြီး S ကတော့ဘာဘာစောအတွက်စိုးရိမ်တာကြောင့် Pokemon Center စီလာပြတဲ့အချိန်ပန်းတွေရုတ်တရက်ပွင့်သွားတာ Misty သတိထားမိလိုက်ပါတယ်ဘာဘာစောအီးရအခန်းထဲမှာကုသပြီးတော့သူနာပြု join ကဘာဘာစောအတွက်စိတ်ပူစရာမလိုတော့ပဲ S ရဲ့ဘာဘာစောကနောက်တစ်ဆင့်ဆင်ငယ်ပြောင်းလဲဖို့အတွက်အဆင်သင့်ဖြစ်နေတယ်ဆိုတာပြောလိုက်တော့ S လည်းသဘောကျသွားခဲ့ပြီး IP စောအဖြစ်ပြောင်းဖို့အချိန်ဘယ်လောက်ကြာနိုင်လဲလို့မေးလိုက်ပါတယ်ဘာဘာစောမှာဆင်ငယ်ပြောင်းလဲချိန်အတွက်အချိန်ဘယ်လောက်ကြာတယ်မကြာဘူးဆိုတာမျိုးမရှိပဲပန်းတွေအပြုံလိုက်ဖူးပွင့်လာတာကိုကြည့်ပြီးအချိန်ကြာပြီလို့ပြောလိုက်ပါတယ်အဲလိုဝင်းမုံတွေလမ်းကြောင်းတစ်ခုစီဥတီသွားနေပြီဆိုကဘာပေါ်မှာရှိတဲ့ဘာဘာစောတွေကလည်းစင်ငယ်ပြောင်းလဲခြင်းပွဲတော်အတွက်နေရာတစ်ခုမှလာဆုံနေကြဖြစ်ပြီးအဲ့ဒီနေရာတစ်ခုကိုတော့လှေဝက်ဆန်းကျဲတဲ့ဥယျာဉ်လိုမှတ်ခေါ်ကြပါတယ်လှေဝက်ဆန်းကျဲတဲ့ဥယျာဉ်ကိုတော့လူသားတွေအနေနဲ့ယခုချိန်ထိမမြင်ဘူးကြသေးပဲအဲလိုနဲ့ညတကောင်ရဲ့အချိန်ရောက်လာတော့ဘာဘာစောလည်းအပြင်ထွက်လာခဲ့ပြီးရောက်လာတဲ့ပီကာချူးနဲ့အတူစကားပြောတုံးနေရာတစ်ခုကနေဘာဘာစောအဖွဲ့ကဖမ်းခေါ်သွားကြလို့ပီကာချူးလည်းကယ်ထုတ်ဖို့ပြင်ဆင်လိုက်ပေမဲ့ဘာဘာစောကမလုပ်ဖို့တားလိုက်တဲ့အတွက်ဘာဘာစောဖမ်းခေါ်ခြင်းခံရတဲ့အကြောင်းကိုပဲ S တို့ကိုအတိပေးလိုက်ပါတယ်တောအုပ်ထဲဝင်လာတဲ့တင်းရော့ကတ်ဘက်မှာတော့ဖမ်းခေါ်လာတဲ့ဘာဘာစောအုပ်ကိုမြင်တော့ဖမ်းမှန်ပြင်တုံးအိမ်ပြန်ပုတ်ခံလိုက်ရပြီးဘာဘာစောကိုကယ်ဖို့လာတဲ့ S တို့ဘက်မှာတော့ဝင်းမုံနေတော့လိုက်လာကြရင်တောအုပ်ရဲ့စန့်ညံမှုကိုလည်းမြန်ဝါးတင်တွေ့မြင်လိုက်ရပါတယ်နွယ်ပင်တွေကလည်းချက်ချင်းပဲသွားလန်းကိုပိတ်ဆို့လိုက်ကြပေမဲ့ကတိလေးလွတ်သွားကြပြီးလှေဝက်ဆန်းကျဲတဲ့ဥယျာဉ်ရဲ့အလှအပကိုလည်းအမြင့်တနေရာကနေပထမဦးဆုံးအကြိမ်တွေ့မြင်လိုက်ရပါတယ်စင်ငယ်ပြောင်းလဲခြင်းပွဲတော်စလာတဲ့အချိန် Venusaur လည်းထွက်လာလို့ Pokédex နဲ့စစ်ကြည့်လိုက်တော့နောက်ဆုံး Evolve State ဖြစ်တဲ့ C Pokemon Venusaur ကနေစွမ်းရင်းတွေကိုသူတို့ရဲ့ကြောမှာရှိတဲ့ပန်းပွင့်ကြီးကနေတဆင်ဆုပ်ယူပြီးစွမ်းအားအရင်အမြင့်အဖြစ်ပြန်လည်အသုံးချတတ်တာဖြစ်ပါတယ်။ S ကတော့သူ့ရဲ့ Bulbasaur ကိုရှာတွေ့သွားတော့လမ်းခေါ်နေလို့ Brock ကပဲတားလိုက်ရပြီးပွဲတော်ကိုဆက်ကြည့်ကြပါတယ်။တစ်ဖက်မှာတော့ဥယျာဉ်တတိုင်းကြီးကိုဖျက်ပြီးဝင်ဖို့လုပ်နေတဲ့အချိန်နွယ်ပင်တွေကပြေးလိုက်လာလို့လက်နေအောင်ထွက်ပြေးသွားကြပြီးဘေဒီဥယျာဉ်မှာတော့ Bulbasaur အသီးသီးကလည်းစင်ငယ်ပြောင်းလဲလာကြပြီးဖြစ်ပါတယ်။ S ရဲ့ဘာဘာစောကတော့စင်ငယ်ပြောင်းလဲဖို့မလုပ်ပဲအတင်းချုပ်ထားရင်ခေါင်းမနေတော့ Venusaur နဲ့စညှိကြပါတယ်။အဲလိုအများနဲ့တယောက်ဖြစ်နေတဲ့အချိန် Venusaur ကနွယ်ကျိုးနဲ့တိုက်လာတော့ S ကလည်းပြေးဆင်းလာပြီးဝင်ကားပေးလိုက်ပါတယ်။တကယ်လို့ဘာဘာစောသာစကားနားထောင်ပြီးစင်ငယ်ပြောင်းလဲသွားခဲ့ရင်တဘာဝကိုထိန်းချုပ်နိုင်တဲ့စွမ်းအားတွေကိုဆက်ခံနိုင်မှာဖြစ်ပါတယ်။ S ကဘာဘာစောစင်ငယ်ပြောင်းလဲတော့မှကိုစိတ်လှုပ်ရှားပြီးဘာဘာစောရဲ့ဆန္ဒကိုထည့်မစင်စားမိတဲ့အတွက်တောင်းပန်လိုက်ပြီးVenusaur ကိုလည်းဘာဘာစောစင်ငယ်ပြောင်းလဲတာနဲ့ပတ်သက်ပြီးဖိအားပေးစရာမလိုတဲ့အကြောင်းပြောပေမဲ့ Venusaur ကတော့လက်မခံပဲအဲ့ဒီအချိန်ဘောလုံးနဲ့ရောက်လာတဲ့တင်းရော့ကတ်ကဥယျာဉ်မှာရှိတဲ့ IP စောတွေကိုလေးစုပ်ဆက်ကြီးနဲ့ဆုပ်ယူသွားကြလို့ S လည်းပီကာချူးနဲ့ပြန်ကယ်ထုတ်ဖို့လုပ်ပေမဲ့လေးစုပ်ဆက်ဆုပ်ယူတာခံလိုက်ရတော့ဘာဘာစောကပဲနွယ်ကျိုးနဲ့ကယ်ပေးလိုက်ရပါတယ် IP စောတွေကိုကယ်ဖို့ဘယ်လိုမှမတက်နိုင်ဖြစ်နေတဲ့ဘာဘာစောကိုကြည့်ရင်နှောင်ပြောင်နေကြတဲ့အချိန်ဘာဘာစောရဲ့အော်တန်တစ်ချက်နဲ့အတူထွက်လာတဲ့နေရဲ့အလင်းစွမ်းရင်ကိုအဖူးကနေတဆင်ဆုပ်ယူလိုက်ပါတယ်အဲ့ဒီနောက်ဘာဘာစောရဲ့အပြင်းဆုံးတိုက်ခတ်မှုဖြစ်တဲ့ဆိုလာဘင်းကိုပထမဆုံးအကြိမ်အသုံးပြုနိုင်ခဲ့ပြီး IP စောတွေကိုလည်းကယ်တင်ပေးနိုင်ခဲ့ပါတယ်။ကြံနေသေးတဲ့တင်းရော့ကတ်ကိုတော့သူတို့ရဲ့သက်ဆိုင်တဲ့နေရာစီကိုပဲပြန်ပို့ပေးလိုက်ကြပြီး Venusaur ကလည်းဘာဘာစောရဲ့လမ်းစဉ်အပေါ်နားလည်သွားတဲ့အတွက်နှစ်ဖက်ပြန်အဆင်ပြေသွားကြပြီးတဲ့နောက်ဘာဘာစောမျိုးစိတ်တွေနဲ့အတူလှေဝက်ဆန်းကျဲတဲ့ဥယျာဉ်ကြီးကိုလည်းလိုက်ပြနှုတ်ဆက်ခဲ့ကြပါတယ်။